ပြင်စိတ်ဝင်စားတဲ့ပစ္စည်းလေးอ่ะပေါ့နော်ဒီ inverter မလို့တော့ဘဲနဲ့မီးပြတ်သွားရင်တခါတည်း Ralon solar နဲ့ Ralon battery လေးကိုစိတ်ဝင်စားတာပေါ့နော်သူကမီးပြတ်သွားတဲ့အချိန်မှာလည်းအလိုလျောက်စနစ်လေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မျက်စိတမိတ်အတွင်းတစ်စက္ကန့်တော့မကြာဘဲနဲ့တမိတ်အတွင်းမှာပေါ့နော်အမှောင်တော့မမြင်လိုက်ရတဲ့အခက်မခံစားလိုက်ရဘဲနဲ့အလင်းလေးကိုပြန်ရမယ်ဟာလေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတာအရှင်ဟုတ်ဒီ company ကမြန်မာနိုင်ငံမှာလည်းသူကဖြန့်ချီနေတာ10နှစ်ကျော်ပြီမြန်မာနိုင်ငံမှာဆိုလို့ရန်ကုန်မန်းလေးအေယာဝတီဆိုင်အဲတိုင်းဒီမှာလည်းသူကသုံးပြီးသားပေါ့နော်ဒီလိုမျိုးဖြန့်ချီပြီးသားအခုမြန်မာနိုင်ငံလူတွေသုံးပြီးနေပြီးသားဖြစ်တဲ့အတွက်ဒီဟာစိတ်ချရတယ်နောက်ပြီးတော့ quality ဘိုင်းနဲ့ဒီဈေးနှုန်းရလည်းတက်တာရပေါ့နော်နောက်တစ်ချက်ကလည်းသူကတရုတ်ကနေပြီးတော့မြန်မာကိုဓာတ်ရိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဈာကန်မရှိတဲ့အတွက်ကြောင့်မလို့လုံး quality ဘိုင်းကလည်းစိတ်ချရတယ် service ဘိုင်းကလည်းကောင်းတယ်ဈေးနှုန်းကလည်းတက်တာပါတယ်သူများထက်ဆိုင်ဈေးနှုန်းကဓာတ်ရိုက်ဖြစ်တဲ့အတွက်ကြောင့်တက်တာပါရှင်ဟုတ်warranty ကတော့10နှစ်ပေါ့နော်10နှစ်ဆိုရဲအတိုင်းဒါပေမဲ့သူ warranty 10နှစ်မှာ10နှစ်ပဲသုံးလို့ရမှာပဲ10နှစ်အထက်လည်းသုံးလို့ရတယ်ပေါ့ဒါပေမဲ့သူက10နှစ်လုံးလုံးတော့အာမခံရတယ်ဒါအခုပေါ့နော်ဒီကိုရောက်ဖြစ်နေတဲ့အကြောင်းရင်းလေးอ่ะပေါ့အဓိကအကြောင်းရင်းကတော့မီးပြတ်တဲ့အကြောင်းရင်းလေးပေါ့နော်မီးပြတ်နေလို့ solar တွေအယောင်ပြပွဲရှိရဲဆိုတာနဲ့စိတ်ဝင်စားလို့ဆိုပြီးလာကြည့်တာနဲ့ဒီ quantum shishin new energy ရဲ့ Ralon solar နဲ့ battery လေးကိုစိတ်ဝင်စားလို့ရောက်နေတာပါရှင်ဟုတ်သုံးချိန်မြောက် solar FM နေဆိုတော့လာကြည့်ရင်လည်းအိမ်မှာအဲ့လိုဗီဒီယိုတွေပါရိုက်တဲ့ခါကျရင်လည်းမီးပြတ်သွားရင်အလုပ်ကဆက်မဖြစ်တော့ဘူးလေဆိုတော့အဲ့ဒီမှာ solar တွေဒီ battery တွေလာကြည့်ရင်လည်းဒီ Ralon ဆိုရဲဆိုင်လေးကိုတွေ့ပြီးတော့စိတ်ဝင်စားလို့ဝင်ကြည့်ရပါရှင်ဟုတ်ကဲ့အဓိကတော့ဒီsolar inverter battery ရရှိရပေါ့နော်ဒီမှာမီးပြတ်လို့ရှိရင်အသုံးပြုရမယ့်ပစ္စည်းအစုံတွေဒီမှာရပါတယ်လို့တပြင်းစိတ်ဝင်စားတဲ့ပစ္စည်းလေးอ่ะပေါ့နော်ဒီ inverter မလို့တော့ဘဲနဲ့မီးပြတ်သွားရင်တခါတည်း Ralon solar နဲ့ Ralon battery လေးကိုစိတ်ဝင်စားတာပေါ့နော်သူကမီးပြတ်သွားတဲ့အချိန်မှာလည်းအလိုလျောက်စနစ်လေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မျက်စိတမိတ်အတွင်းတစ်စက္ကန့်တော့မကြာဘဲနဲ့တမိတ်အတွင်းမှာပေါ့နော်အမှောင်တော့မမြင်လိုက်ရတဲ့အခက်မခံစားလိုက်ရဘဲနဲ့အလင်းလေးကိုပြန်ရမယ်ဟာလေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတာအရှင်ဟုတ်ကိုမြန်မာနိုင်ငံမှာလည်း solar တွေသုံးနေကြပြီလေအရင်တော့ကတော့ဖြောင်းနိုင်ပြီးတော့ကြမလို့တော့ကိုကelectricity ကိုအချိန်ပြည့်သုံးလို့ရအောင်ဒီလို solar တွေသုံးပြနေကြပြီဆိုတော့ဒီမှာကကြတော့သူ့မှာအားသာချက်လေးရှိတယ်ဒီ company ကမြန်မာနိုင်ငံမှာလည်းသူကဖြန့်ချီနေတာ10နှစ်ကျော်ပြီမြန်မာနိုင်ငံမှာဆိုလို့ရန်ကုန်မန်းလေးအေယာဝတီဆိုင်အဲတိုင်းဒီမှာလည်းသူကသုံးပြီးသားပေါ့နော်ဒီလိုမျိုးဖြန့်ချီပြီးသားအခုမြန်မာနိုင်ငံလူတွေသုံးပြီးနေပြီးသားဖြစ်တဲ့အတွက်ဒီဟာစိတ်ချရတယ်နောက်ပြီးတော့ quality ဘိုင်းနဲ့ဒီဈေးနှုန်းရလည်းတက်တာရပေါ့နော်အဲ့အတွက်ဒီဟာလေးကိုအဆင်ပြေရလို့ခံစားရရှင်ဟုတ်ကဲ့နောက်တစ်ချက်ကလည်းသူကတရုတ်ကနေပြီးတော့မြန်မာကိုဓာတ်ရိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဈာကန်မရှိတဲ့အတွက်ကြောင့်မလို့လုံး quality ဘိုင်းကလည်းစိတ်ချရတယ် service ဘိုင်းကလည်းကောင်းတယ်ဈေးနှုန်းကလည်းတက်တာပါတယ်သူများထက်ဆိုင်ဈေးနှုန်းကဓာတ်ရိုက်ဖြစ်တဲ့အတွက်ကြောင့်တက်တာပါရှင်ဟုတ်ဒီတရုတ်ကစက်ရုံကနေပြီးတော့ထုတ်တယ်ထုတ်ပြီးမြန်မာနိုင်ငံကိုဓာတ်ရိုက်သွင်းတယ်ခြားကန်မရှိတဲ့အတွက်အဲ့လိုဈေးနှုန်းကလည်းတက်တာ quality ဘိုင်းကလည်းစိတ်ချရတယ်ပေါ့warranty ကတော့10နှစ်ပေါ့နော်10နှစ်ဆိုရဲအတိုင်းဒါပေမဲ့သူ warranty 10နှစ်မှာ10နှစ်ပဲသုံးလို့ရမှာပဲ10နှစ်အထက်လည်းသုံးလို့ရတယ်ပေါ့ဒါပေမဲ့သူက10နှစ်လုံးလုံးတော့အာမခံရတယ်အဲ့ဒီကြားထဲမှာသူကအပြည့်စည်းပါညာရှိလို့ရှိရင်သူက 5+5 ဆိုပြီးခွဲထားရပေါ့နော်ပထမ9နှစ်ပြက်ခဲ့လို့ရှိရင်သူကလက်ခရောပစ္စည်းဖို့မယူဘဲနဲ့ပြင်ပေးရဲ့ဒါပေမဲ့နောက်ထပ်9နှစ်မှာပြက်လို့ရှိရင်တော့ပစ္စည်းဖို့တော့ယူတယ်လက်ခတော့မယူဘူးပေါ့နော်အဲ့ဒီနောက်ပိုင်း10နှစ်နောက်ပိုင်းမှာအဲ့လိုပြက်နေပါညာဆိုလို့ရှိရင်ဆက်သွယ်လို့ရအဲ့လိုသူတို့ပြင်ဆင်ပေးရပေါ့အဲ့ခါဒါပေမဲ့အဲ့ခါကျတော့အခချင်းမျိုးလေးပေးရတာပေါ့တော် service ကောင်းတဲ့ထဲမှာလည်းပါတယ် quality ကောင်းတဲ့ထဲမှာလည်းပါတယ်ပေါ့နောက်ပြီးတော့ဒီပစ္စည်း quantum shishin new energy company ကလည်းတရုတ်မှာက top 4ဝင်တဲ့ company ဖြစ်တဲ့အတွက်ကြောင့်မလို့လုံး quality ဘိုင်းကတော့စိတ်ချရပါတယ်ရှင်ဟုတ် solar နဲ့ပတ်သက်ပြီးတော့ solar နဲ့ battery နဲ့ပေါ့နော်အကြောင်းလေးကိုစိတ်ဝင်စားလို့လာမေးနဲ့ဒီအမတွေရဲ့ကိုရီးယားရှင်းပြတဲ့အချိန်မှာသူ့ရဲ့အားသာချက်လေးတွေသိရတယ်နောက်ပြီးတော့သူ့ရဲ့ quality ဘိုင်းတွေ service ဘိုင်းတွေသိရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုသဘောကျပါတယ်ရှင်ဟုတ်တရုတ်ကနေပြီးတော့ engineer တွေကနေပြီးတော့ဓာတ်ရိုက်တက်ဆင်ပြီးတဲ့အတွက်ကြောင့်မလို့ဒီ service ဘိုင်းကခုနကမြန်တို့ပြောသလိုပဲပေါ့နော် service ဘိုင်းကတော်တော်လေးကိုစိတ်ချရပါတယ်ရှင်ဟုတ်အိမ်မှာတော့လိုနေတာ battery ပေါ့နော်ဒီမှာ battery ကသူ့မှာပိုနောက်ထပ်ထူးခြားချက်တစ်ခုကဒီအိမ်သုံးပဲမဟုတ်ဘူးရုံးနေရောစက်ရုံတွေရောသုံးလို့ရတဲ့အခုလိုဒီမှာအဆင့်နေဆိုရင်အဲ့လို battery တွေကိုအတန်းလိုက်ကြီးတွေသုံးလို့ရတယ်တခါလေးချိတ်ပြီးတော့ solar နဲ့တိုက်ရိုက်ချိတ်ပြီးသုံးလို့ရတယ်ပေါ့နော်အဲ့ဒီတော့ဝါတို့လိုအိမ်သုံးမှမဟုတ်ဘူးပေါ့တခြားအဲ့လို company ပိုင်ရှင်ကြီးတွေလိုစက်ရုံတွေပါတယ်ဆိုလဲသုံးလို့အဆင်ပြေရပေါ့နော်ဝါတော့ battery လေးကိုတော့တော်တော်စိတ်ဝင်စားရရှင်ဟုတ်ဓာတ်ရိုက်လာပြီးတော့ဒီကိုယ်တိုင်မျက်မြင်တွေ့ပြီးတော့မှဝယ်ခြင်းတယ်ဆိုရင်တော့အမှတ်120ဒီပဲရင်ဝင်ထောက်ဦးမြဲလန်ဇုံလေးလှိုင်သာယာမြို့နယ်မှာလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ကိုယ်တိုင်စိတ်တိုင်းကြကြည့်ရှုပြီးတော့ဝယ်လို့ရပါတယ်ရှင်ကိုယ်တိုင်မသွားနိုင်တဲ့သူတွေအတွက်လည်း TikTok မှာဒီ Ralon page ရှိပါတယ်အဲ့ဒီ page လေးကနေပြီးတော့လည်းဆက်သွယ်ပြီးတော့မြင်မြန်ဝယ်လို့ရပါတယ်ရှင်
我是广东新新新能源的CEO。广东新新 New Energy ရဲ့ CEO ပဲဖြစ်ပါတယ်ရှင်ဟုတ်我们的产品呢，主要是有这个家庭用的这个储能设备，然后还有那个工厂用的。因为我们这个无论是你家庭也好，酒店也好，宾馆也好，全部都可以用。因为这个储能设备就是相当于你自己在家里建了一个加油站，是吧？因为你传统的加油站就是要把油放到里面，然后再加给车子。那我们现在的那个储能设备呢，就是把电放到我们储能设备里面，用电的时候把它放出来。所以这个储能设备在很多的国家，不单单是缅甸，我们有销到伊拉克，有销到巴基斯坦，有销到阿富汗，有销到那个尼日利亚、肯尼亚，很多的国家，包括欧洲的一些国家，波兰都有。所以这个储能设备现在是最好的解决用电难题的一个方案，而且成本非常低。特别是工厂，如果是加上这个光伏和这个储能设备，大概回本的周期是在3年左右。所以你向下投资任何的，比如说你这个烧发电机的话，你每天的油钱可能都是，小工厂1个月的油钱是几万，大工厂是几万、几十万。所以你如果是建一个光伏的发电站的话，那你等于是自己建了一个电站，每天自己这个阳光是取之不尽、用之不竭。所以你用这个发电站的话，你想怎么发电都是免费的，只是你前期的投资会大一些，你后期的回本是很稳定的。မြန်တို့လိုခုလိုပေါ့နော်အမျိုးမျိုးအနေနဲ့မှာရှိကြတဲ့ပြည်သက်တွေတ िश ူနေကြတဲ့ပြည်သက်တွေမိပြတ်တယ်မိပြတ်တာကိုမနေနိုင်ကြတဲ့အမောင်ထဲမှာမနေနိုင်ကြတဲ့လူတွေပေါ့နော်ပြည်သက်တွေဆိုရင်ဒီမြန်တို့စိတ်ချယုံကြည်ရတဲ့တရုတ်မြန်မာတိုက်ရိုက်ဖြစ်တဲ့ Quantum ရှင်းရှင်း New Energy Company Limited ကထုတ်လုပ်ထားတဲ့ Ralon Solar နဲ့မြန်တို့ကြိုက်တဲ့ပစ္စည်းလေးပေါ့နော် Ralon Solar နဲ့ battery လေးကိုမြန်တို့ကတော့ဝယ်ယူဖို့အတွက်အကြံပေးချင်ပါတယ်ရှင်ကိုကအကယ်၍ပေါ့နော်မဝယ်ရဲသေးဘူးဆိုရင်တော့လေးလာလိုက်လို့အရှုံးရှိပါဘူးလို့ဒီမှာအမရဲ့တေချာလေးရှင်းပြတယ်ဘယ်လိုမျိုး service တွေကောင်းကောင်းပေးနိုင်လဲဆိုတာကိုလည်းတေချာလေးပြောပြတယ်အမခံတာဖြစ်တဲ့အတွက်အနည်းဆုံးစိတ်ဝင်စားရဆိုလို့ရှိရင်တော့စုံစမ်းမြင်ကြဖို့အတွက်အကြံပေးချင်ပါတယ်ရှင်